안녕하세요 여러분 မင်္ဂလာပါအောင်ခန့် YouTube channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ usu ida ဆိုတဲ့ grammar လေးကိုလေ့လာမှာဖြစ်ပါတယ် usu ida ဆိုတာတစ်စုံတစ်ခုကိုလုံနိုင်တယ်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်မြန်မာလိုဘတ်ပလက်နိုင်တယ်ဆိုတဲ့သဘောရပါတယ်အသုံးပြုနေရတော့ဘတ်ချင်း final consonant ရှိရင် usu ida အသက်မရှိရင်အသက်ရှိရင်ဘတ်ချင်းအသက်မရှိလို့ရှင်တော့ rasu ida လို့သုံးလို့ရပါတယ်ဥမာအနေနဲ့ကျွန်တော်ဟန်ဂူကိုရီမာရာဆူဆိုကျွန်တော်ကိုရီးယားစကားကိုပြောနိုင်တယ်ချင်းကူချီပဲဂါဆူဆိုတကယ်ချင်းအိမ်ကိုသွားနိုင်တယ်အီအွန်ရှိခွန်မဂုဆူဆိုဒီစားစားနိုင်တယ်အဲ့လိုလုံနိုင်စားနိုင်တယ်လုံနိုင်တယ်ဆိုတဲ့အရာတွေမှာသုံးပါတယ်မလုံနိုင်ဘူးဆိုရင်တော့usu order သုံးရပါတယ်ဥမာအနေနဲ့ဆိုရင်ဂျီကုမွန် gasu of soil အခုမသွားနိုင်တော့အဲ့လိုသုံးပါတယ်နောက်ဗီဒီယိုတွေမှာထပ်ပြီးတွေ့ကြတာပါ